ဒီလိုရတဲ့မျိုးလောက်တိုက်ချင်တာ Hi guys, I'm Edit channel ရဲ့နေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ edit ကိုဘယ်လိုလုပ်ရလဲတွားကြည့်လိုက်ကြရအောင်အရင်ဆုံးကိုကြိုက်တဲ့ ratio တစ်ခုကိုရွေးပြီးတော့ project တစ်ခုစလိုက်ပါ project တစ်ခုစပြီးဆိုရင်တော့ကျွန်တော် edit map clip ပေါ့နော် edit map clip နဲ့တခြင်းကိုထည့်လိုက်ပါပြီးဆိုရင်ကျွန်တော်တို့ဒီမှာ edit map clip ရဲ့ကျွန်တော်နောက်ဆုံး view ပေါ့နော်ကိုထားခြင်းတဲ့ view ကိုတစ်ချက်တွားလိုက်ပါတွားပြီးဆိုရင်ကျွန်တော်တို့ export ကိုနှိပ်ပြီးတော့ကျွန်တော်တို့ current frame png ဆိုတဲ့ဟာလေးနဲ့ကျွန်တော်တို့ export ထုတ်လိုက်ပါနော်Okay ကျွန်တော်တို့ဆိုရင်ဒီလိုပုံရလာပါလိမ့်မယ်အဲ့ပုံကိုကျွန်တော်တို့စေပြီးဆိုရင်ကျွန်တော်တို့ဒီမှာ Chrome ထဲမှာပေါ့နော် remove background ဆိုတာမျိုးရှိပါတယ်ကျွန်တော်ဒီမှာ REMOVEBACKGROUND ground ဆိုပြီးရှာကြည့်လိုက်ပါအဲ့လိုရှာကြည့်လိုက်မယ်ဆိုရင်ဒီပုံမှာ link လေးပေါ်လာပါလိမ့်မယ်အဝါရောင် logo လေးနဲ့ပါOkayကျွန်တော်အဲ့ထက်ဝင်လိုက်ပါပေါ့နော်အဲ့ထက်ဝင်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာ upload image ဆိုတာရှိပါတယ်အဲ့ပြင်ကျွန်တော်တို့ခဏမှယူလာတဲ့ထုတ်လာတဲ့ image ကိုထည့်လိုက်ပါထည့်ပြီးကျွန်တော်စောင့်လိုက်လဲဆိုရင်သူကအလိုလိုကျွန်တော်တို့ image ကို background ဖြောက်ပေးပါလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်တို့ PNG တစ်ခုထွက်လာပါလိမ့်မယ်ရလာတဲ့ PNG ကိုကျွန်တော်တို့ down လိုက်မယ်ပေါ့နော်Okay ခဏ PNG တောင်းလာပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီ normal ပုံရင်ကျွန်တော်တို့ဒီ PNG ကိုတက်ထားလိုက်ပါတက်ထားပြီးဆိုတော့ကျွန်တော်တို့ဒီမှာ shape တစ်ခုထည့်မယ်ပေါ့နော်ကျွန်တော်အပေါင်းထဲကိုဝင်ပြီးကျွန်တော်ဒီမှာ shape တစ်ခုယူလိုက်ပါပြီးကျွန်တော်ဒီပေါ်က73ပြောက်ကိုနှိပ်ပြီးတော့ face composition area နှိပ်လိုက်ပါနော်ပြီးဆိုရင်ကျွန်တော်ဒီအောက်ကအပြောက်လေးတွေ့တယ်ကျွန်တော်နှိပ်ထားတာလေးကိုလုပ်ပြီးတော့ချက်လိုက်ပါကျွန်တော်ချက်ပြီးဆိုရင်ကျွန်တော်ဒါကိုအဆုံးထိထားလိုက်ပါနော်အဆုံးထိထားပြီးကျွန်တော်တို့ဒီမှာ copy background ကျွန်တော်ဒီဟောအကြောင်းပြောင်းလိုက်ပါနော်ကိုကြိုက်တဲ့အကြောင်းပြောင်းလို့ရတယ်အပြာနေနေကြောင်းလို့ရပါတော့ကျွန်တော်တို့အနေယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ blending နဲ့ကိုတောင်းရပါနော် blending နဲ့ဝင်ပြီးကျွန်တော်တို့contrast က overlay ညမှာကိုကြိုက်တဲ့အကြောင်းကိုပြောင်းလိုက်ပါဘယ်လိုကိုက contrast ဆဲရမကြိုက်ဘူးတခြားထည့်ရဆိုရင်လည်း light တိုင်းထဲမှာလည်းဒီပြောင်းလို့ရတယ်ပေါ့နော်ကြိုက်တဲ့ဟာကျွန်တော်တို့ contrast ဆဲရပဲကျွန်တော်ယူလိုက်ပြီပေါ့နော်ယူပြီးကျွန်တော်ဒီအောက်ကိုကျွန်တော်ဒီ shape ကိုလွတ်တဲ့နေရာပေါ့လွတ်တဲ့နေရာသွားပြီးကျွန်တော်အကြိုက်ဖိပြီးတော့အောက်ကိုဒီ PNG အောက်ကိုရွှေ့လိုက်ပါကြားထဲကိုရွှေ့လိုက်ပါအဲဒါကျွန်တော်ဒီလိုပုံရလာပါလိမ့်မယ်ဒီလိုပုံရပြီးဆိုရင်ကျွန်တော်တို့ဒီမှာနောက်တဲ့ shape တွေထည့်မယ်ပေါ့နော်ကျွန်တော်ဒီ shape လေးတစ်ခုထည့်လိုက်ပါပြီးရင်ကျွန်တော်ဒီ move and transform နဲ့ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာအလဲ link ပုံစံနဲ့တစ်ချက်နှိပ်ပြီးတော့ဒါကိုကျွန်တော်တို့ကစားလိုက်ပါတော့ကျွန်တော်အသေးအကြီးကစားလိုက်ပါကျွန်တော်စာတန်းထိုးတဲ့ဟာလောက်ပါပေါ့နော်အဲ့လိုကျွန်တော်တို့ကိုနာမည်ထားရင်ထားမယ်လောက်ကိုကျွန်တော်တို့ထားလိုက်ပါတော့ရှေ့ထားပြီးဆိုရင်ကျွန်တော်တို့ဒီအပေါ်ဟာလေးလည်းပြန်ဝင်မယ်ပြီးဆိုရင်ကျွန်တော်တို့အဲ့ဒါနှစ်ချက်နှိပ်လိုက်မယ်နှစ်ချက်နှိပ်လိုက်ပြီးဆိုဒီမှာအနည်းအောင်ဆက်လေးပေါ်လာတယ်အဲ့ဆက်လေးကိုကျွန်တော်တို့ကဒီဘက်ကိုဆုံးထိရွှေ့လိုက်ပါတော့ဆုံးထိရွှေ့ပြီးဆိုရင်ကျွန်တော်တို့ကဒီအောက်ကဟာလေးကိုပြန်ဝင်မယ်ပြီးရင်ကျွန်တော်တို့ပထမမှာ key frame တစ်ခုချနောက်မှာ key frame တစ်ခုချမယ်ပထမတစ်ခုကိုသွားပြီးတော့ကျွန်တော်ဒါကိုချုံလိုက်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးလေးရလာပါလိမ့်မယ်ဒီလိုရလာရင်ကျွန်တော် grad ထဲဝင်ပြီးကျွန်တော်တရားလေးနှိပ်ပြီးတော့ဒါလိုမျိုးလေးရွှေ့လိုက်ပါကျွန်တော်ထားတဲ့ပုံစံတိုင်းထားလိုက်ပါနော်ပြီးဆိုရင်ကျွန်တော်ဒါကိုအယောင်ပြောင်းလိုက်ပါအနှံ့ရောင်ဖြစ်ဖြစ်အဲ့လိုထားပြီးဆိုရင်ကျွန်တော်တို့ကတခြားဘယ်လိုပြောမလဲဒီလိုမြင်းချောင်းမျိုးများကျွန်တော်တခြားဟာတွေလည်းလုပ်ချင်သေးရဆိုရင်လည်းရပါတယ်ကျွန်တော်ဒီမှာကျွန်တော်တခြား shape တွေထည့်မယ်ပေါ့နော်အဲ့လို shape တွေပဲထည့်လိုက်မယ်ဒီလိုမျိုးပေါ့ကျွန်တော်ဒါကိုကျွန်တော်နည်းနည်းစောင်းလိုက်မယ်ပေါ့နော်စောင်းပြီးကျွန်တော်တို့ဒီဟာလေးနဲ့ quantity set အောင်ထားလိုက်မယ်ပြီးရင်ကျွန်တော်ဒါကိုလည်းအနှံ့ရောင်ပြောင်းလိုက်မယ်ပေါ့နော် Okay ဒီလိုမျိုးရလာပြီဆိုရင်တော့ကျွန်တော်ဒါကိုလည်းခုနကအတိုင်းပဲပေါ့နော်နှစ်ချက်နှိပ်ပြီးတော့ကျွန်တော်ဒါကိုအဆုံးထိထားမယ်ပြီးဆိုရင်ပထမအစမှာကျွန်တော်တို့ကတူလိုက်မယ်တူလိုက်မယ်ပေါ့နော်တူပြီးတော့ရပြီအဲ့ဆိုရင်ကျွန်တော်တို့ခဏက grad အတိုင်းပဲထားမယ်ပြီးရင်ကျွန်တော်တို့ဒါကိုဒီရဲ့အရှိမှာပဲတော့ထားလိုက်ပါနော်ဆက်တယ်မျိုးလေးရလာပါလိမ့်မယ်အဲ့လိုမျိုးလေးရလာပြီဆိုရင်ကျွန်တော်တို့ကဒီနှစ်ခုကိုလည်းအဆုံးထိထားလိုက်ပါအဆုံးထိထားပြီးဆိုရင်ကျွန်တော်တို့ဒါကို group လုပ်လိုက်ပါနော်ဒီ group ကတော့ဒီဘက်ဆုံးဟာလေးနဲ့လုပ်လိုက်ပါပြီးဆိုရင်ကျွန်တော်ဒါကိုထားခြင်းတလောက်ကိုခြုံချက်လုပ်ပြီးတော့ quantity လောက်တော့ထားလိုက်ပါနော်ထားပြီးဆိုရင်ကျွန်တော်ဒါကိုတခြား resume ထားမယ်ဆိုတော့ WK လောက်လိုက်ပါကျွန်တော်ကြောက်တယ်လို့ WK လောက်ပြီးတော့ကျွန်တော်ဒါကိုဒီ73ပြောက်ကိုနှိပ်play horizontally ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာကိုထားခြင်းတဲ့တခြားတူတွေစီမှာလည်းထပ်ထားလိုက်ပါနော်လောက်ထားပြီးတော့ကျွန်တော်တို့ဒီဘက်ကOliver တို့ဒီဘက်မှာလည်းကျွန်တော်ထပ်တွားထားမယ်ပေါ့နော်ဒါကိုလည်းကျွန်တော်တို့ play horizontally နှိပ်ပြီးတော့ကျွန်တော်ဒီမှာကြိုက်တဲ့နေရာမှာဒီလိုမျိုးလေးတွားထားလိုက်မယ်ပေါ့နော်ပြီးဆိုရင်ကျွန်တော်တို့ name တွေထည့်မယ် name တွေကိုလည်းကျွန်တော်ဒီမှာဒါဆိုရင် invisible ပဲထားပါတော့ Okay invisible ကြိုက်တဲ့ font ယူပြီးတော့ကျွန်တော်တို့ထားလို့ရပါတယ်ကျွန်တော်တို့တီတောင်တော်တော်အကြောင်းလေးနဲ့ပဲထားပြလိုက်မယ်ဘယ်လိုကိုကျွန်တော်တို့ခဏစာတန်းလုံးမဲ့နေရာမှာကျွန်တော်တွားထားလိုက်ပါနော်ကျွန်တော်ဒီအဆုံးထိဖြစ်တဲ့နေရာလောက်မှာတွားပြီးကြည့်ပါမဟုတ်ရင်အလဲမကြပဲနေမှာဆိုအဲ့ပြီးဆိုရင်ကျွန်တော်တို့ test ရဲ့ effect ထဲဝင်လိုက်ပါမယ်effect ထဲကနေပြီးကျွန်တော်ဒီအောက်မှာ test ရှိပါတယ် test ရဲ့ပြီးဆိုရင်ကျွန်တော်ဒီမှာ test random ဆိုတဲ့ဟာရှိပါတယ်randomizer အဲ့ဒါမှာကျွန်တော်တို့အောက်ကဒီ code ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒီ code ဆိုတာနေပြီး evolution နေရာမှာကျွန်တော်တို့ကဒီ test ရဲ့အဆုံးထိကိုတွားထားလိုက်ပါပြီးရင်ကျွန်တော်တို့ step ကိုလည်းဒီမှာ key frame တွေကိုဖိပြီးတော့အဆုံးထိဆွဲလိုက်ပါအဲ့ဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးလေးရလာပါလိမ့်အဲ့ချိန်မှာကျွန်တော်တို့အမောင့်ကို90လောက်ပဲထားလိုက်ပါအများကြီးလုံးနေတိတ်ကြည့်မကောင်းတော့ပါလို့ထားပြီးဆိုရင်ကျွန်တော်ဒီ test ကိုလည်းအဆုံးထိထားလိုက်ပါကျွန်တော်ဒီ test ကဘယ်ကနေစမလဲဆိုရင်ကျွန်တော်ဒီ video ရဲ့အစအနေနဲ့စမယ်ပေါ့နော်အဲ့ဒါဒီ test ကိုလည်း video ရဲ့အစကိုရွှေ့လိုက်မယ်ပြီးရင်အဆုံးဒီတိုင်းတွားထားလိုက်အဲ့ပြီးကျွန်တော် test ကိုဒီမှာ blending effect ထဲဝင်ပြီးဆိုရင်ကျွန်တော်တို့အစမှာကျွန်တော်နည်းနည်းလေးမှိန်လိုက်မယ်ပေါ့နော်0ထိမှိန်လိုက်ဒီဆိုရင်ကျွန်တော် key frame နှစ်ခုချလို့မှိန်ပြီးဆိုရင်ဒီ layer graph မှာကျွန်တော်ဒီ grade တော့ထပ်ပါ
Okay ဒီ test အဲ့လိုရပြီဆိုရင်ကျွန်တော်တို့ငင်းချောင်းဖြစ်တဲ့ပုံစံလေးလုပ်မယ်ပေါ့နော်အဲ့ဆိုရင်လည်းကျွန်တော်ဒီမှာ shape တစ်ခုယူလိုက်ပါနောက်ပြန်ကျွန်တော်တော့ shape ဆက်ဆံလိုက်ပါနော်နောက်ပြန်ကိုကြိုက်တဲ့လောက်ချိန်လိုက်ပါပြီးရင်ဒါကိုလည်းကိုကြိုက်တဲ့အရာကိုပြောင်းလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့တခြားအရာလေးပဲထားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ blending ထဲမှာကိုကြိုက်တဲ့ဟာကိုပြောင်းလို့ရတယ်ပေါ့နော်ကျွန်တော်လည်းဒီလိုကတခြားအရာတွေပါကြိုက်တယ်ဆိုလည်းဒီထဲမှာကစားကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်တော့ဒီဟာကိုအနီအောင်လေးနဲ့ပဲတခြားလုပ်လိုက်ပါမယ် Okay ကျွန်တော် dark can နဲ့ multiply နဲ့ပဲထားလိုက်ပါတယ်ပြီးရင်ကျွန်တော်ဒါကို-45 degree လောက်ဆောင်းလိုက်ပါဆောင်းပြီးဆိုရင်ကျွန်တော်တို့ပထမတစ်ခုမှာ key frame တစ်ခုချလိုက်ပါမယ်နောက်ပြီးကျရင်ကိုတွားဆုံးနေတဲ့နေရာလိုက်ပေါ့အနားလေးတွားပြီးကျွန်တော်တို့ key frame တစ်ခုထည့်ချပါမယ်ပထမ key frame မှာကျွန်တော်တို့ဒီဘက်တောင်းကိုထားလိုက်ပါကျွန်တော်ဒီအနက်ရောင်ကြီးချောင်းလေးကိုတောင်းတဲ့ quality လောက်မှာတွားထားပြီးဆိုဒီဘက်ကိုတွားပြီးတော့လည်းကျွန်တော်တို့အဆုံးကိုတွားပြီးတော့ဒီဘက်ဆုံးကိုတွားပြီးတော့ထားလိုက်ပါအဲ့ဒါကျွန်တော်တို့ဒီလိုမျိုးလေးရလာပါလိမ့်မယ် Okay ဒီညမှာလည်းကျွန်တော်တို့ကဒါကိုမြင်ထားခြင်းတော့ဒီ grade နဲ့ထားပါဒါမှမဟုတ်ပုံမှန်လေးပဲဆိုရင်တော့ဒါလေးနဲ့ပဲထားလိုက်ရပါတယ်ကိုကြိုက်တာနဲ့လုပ်ပါကျွန်တော်တို့မြင်တာလေးထားလိုက်ပါပြီးဆိုကျွန်တော်တို့ဒီဟာကိုကြာကျွန်တော်တို့ PNG ရဲ့နောက်ကိုတွားထားလိုက်ပါရဲလို့ PNG ရဲ့နောက်မှာမထားချင်ဘူးဆိုလည်း PNG ပုံမှာထားလို့ရပါတယ် PNG အောက်မှာထားရင်တော့ဒီလိုလေးဖြစ်လာပါမယ် Okay ကျွန်တော်တို့ PNG ရဲ့အပေါ်မှာပဲထားလိုက်ပါမယ် PNG ရဲ့အပေါ်မှာထားလိုက်ပါမယ်ဒီလိုလေးဖြစ်လာပါ Okay အဲ့လိုရပြီဆိုရင်ကျွန်တော်တို့ကတခြား shade တွေထပ်ထည့်ပါမယ် shade တွေဘယ်လို shade တွေလဲဆိုတော့ကျွန်တော်ဒီ 3 can shade ကိုထည့်ပါမယ်ဒါတွေတော့ကိုကြိုက်တယ်လို့ခြုံလို့ရပါတယ်ကိုကြိုက်တယ်လို့ကစားပေးလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီအစမှာပေါ့နော်ကျွန်တော်ဒါကိုလည်းဒီလိုလေးစောင်းထားလိုက်ပါပြီးရင်ကျွန်တော်တို့အစမှာ key frame တစ်ခုချနောက်ဆုံးမှာ key frame တစ်ခုချပြီးတော့ကျွန်တော်ဒါကိုရွှေ့လိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးဖြစ်လာပါလိမ့်မယ် Okay ဒါကိုလည်းကျွန်တော်တို့အမြင်နဲ့ဟာနေပဲလုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့စောင်းတာကိုလည်းကျွန်တော်ထပ်ထုတ်မယ်စောင်းတာကိုကျွန်တော်ဒီမှာ0လောက်ထားပြီးတော့အဲ့လိုလေးထားလိုက်ပါတော့ကျွန်တော်ဒါကတော့အစမှာမထားပါဘူးကျွန်တော်ဒီဟာလေးစောင်းတော့မှာပဲထားလိုက်ပါတော့ဒါကိုလည်းကျွန်တော်အဆုံးထိသွားထားလိုက်ပါပြီးရင်ကျွန်တော်ဒါကိုလည်းကိုကြိုက်တဲ့အရာကိုပြောင်းပြီးတော့မှထားလိုက်ရတယ်ပေါ့နော်ကျွန်တော်ဒီဟာကိုကျတော့ကျွန်တော်ဝိုင်းအောက်ကိုတွားထားပါမယ်ဗာလေ PNG အောက်ကိုတွားထားပါမယ်ဒီလိုမျိုးလေးဖြစ်တော့ပါလိမ့်မယ် Okay တခြား shade တွေပါထည့်ချင်တယ်ဆိုလည်းကိုကထပ်ထည့်လို့ရပါတယ်ပြီးရင်ကျွန်တော်ဒီနောက်မှာ invisible ဆိုစာရေးရေးမယ် invisible ဆိုစာရေးပြီးတော့ကျွန်တော်တို့ကစာသားကိုစောင်းလိုက်ပါနော်45လောက်စောင်းပြီးတော့ဒါကိုကြိုက်တယ်လို့ထားလိုက်ပါပြီးရင်ကျွန်တော်တို့ကဒီမှာကျတော့ဒီ text ထဲဝင်ပြီးတော့ကျွန်တော်ဒီမှာဒါကိုလည်းကိုဒီကုန်းနဲ့ပဲထားလိုက်ပါနော်ဒီကုန်းနဲ့ပဲကျွန်တော်ဒီရှေ့မှာစာသား effect လေးပါတယ်ဗျာပြီးတဲ့ထိထားလိုက်ပါကျွန်တော်တို့ဒီမှာပြီးတဲ့ထိထားပြီး evolution ကိုကျွန်တော်တို့ထားခြင်းတဲ့နေရာထိထားလိုက်ပါနော်ဥပမာစာသားအတန်ပြီးသွားတဲ့အထိတို့အဲ့လိုမျိုးထားလိုက်လို့ရပါတယ်ကျွန်တော် stats ကိုလည်းအတိုင်းပါပဲဖြည့်ဆွဲပြီးတော့ကျွန်တော်တို့ဒီအပေါ်က evolution နဲ့တူတူထားလိုက်ပါအဲ့ဒါကျွန်တော်ဒီတိုင်းလေးဖြစ်တော့ပါလိမ့်မယ်အဲ့ဒါကိုလည်းကျွန်တော်တို့ကဒီခဏအယောင်လောက်ထားတဲ့ဟာအောက်ထိထားလိုက်ပါနော်အဲ့ဒါကျွန်တော်ဒီတိုင်းလေးဖြစ်တော့ပါလိမ့်မယ်ဒီခဏအယောင်လောက်ထားတဲ့ဟာပေါ့အောက်ထိကိုတစ်ချက်ထားလိုက်ပါ Okay ကျွန်တော်တို့ဒီလိုမျိုးရလိုက်ကျွန်တော်လုံးရသွားမယ်ကျွန်တော်ဒါအားလုံးကိုဆက်လက်မှတ်လိုက်ပါဖြည့်ပြီးတော့ဒီမျက်လုံးပုံလေးတွေပေါ့နော်ဖြည့်ပြီးဆက်လက်မှတ်လိုက်ပါဒီအောက်ကဗီဒီယိုအစ clip တွေဖားတွေတော့မပါဘူးပေါ့နော်ဒီခုလောက်ထားတဲ့ဒီ frame ရဲ့နောက်ကဟာတွေအကုန်လုံးကိုကျွန်တော်ဆက်လက်မှတ်ပြီးဆိုရင်ကျွန်တော်တို့ဒီဘောက group လေးလုပ်လိုက်ပါနော်ဘယ်လုပ်ပြီးဆိုရင်ကျွန်တော်တို့ကဒါကိုကျွန်တော်ဒီ effect ထဲဝင်လိုက်ပါနော် effect ထဲမှာ add effect နေပြီးဆိုရင်ကျွန်တော်တို့ 3D ထဲဝင်ပြီးတော့မှ flip layer ဆိုတဲ့ဟာလေးရှိပါတယ်အဲ့မှာကျွန်တော်တို့ standard ကိုယူပြီးတော့ကျွန်တော်တို့တစ်ချင်းနားထောင်လိုက်ပါနော်ဒီနားလေးမှာပြီးတစ်ခုထပ်လာတယ်ပေါ့ပြီးတော့ကိုကြိုက်တယ်လို့မှတ်လို့ရတယ်ကိုကြိုက်တဲ့အနေနဲ့မှတ်လို့ရတယ် Okay အဲ့ဒါပြီးဆိုကျွန်တော်တို့ဒီ angle နေရာမှာကျွန်တော်ဒီအစမှာ key frame တစ်ခုကျွန်တော်ခဏချခဲ့တဲ့နေရာမှာ key frame တစ်ခုချလိုက်ပါပြီးရင်ကျွန်တော်ဒါကိုနည်းနည်းများလိုက်ပါနော်ဥပမာကျွန်တော်တို့ဒီဘက်ကို18လောက်ထိများရင်လို့လည်းရကျွန်တော်ဒီဘက် normal ဘက်ကိုများလိုက်မယ်ကျွန်တော်အဲ့ဆို30ကို40လောက်ထိတွားထားလိုက်မယ်ပေါ့နော် Okay ထားပြီးဆိုကျွန်တော်တို့ဒီ edit group ဆိုရှိပါတော့အဲ့ထဲဝင်ပြီးတော့ကျွန်တော်တို့ဒီမှာဒီဘယ်လိုပြောမလဲပုံပေါ့အဲ့ပုံကိုကျွန်တော် effect ထည့်ပါမယ်နောက်တဲ့ effect ကကျတော့ကျွန်တော်ဒီ distortion နဲ့ကကျွန်တော်ဒီ time ဆိုတဲ့ effect ကိုထည့်မယ်ပေါ့နော် time ဆိုတဲ့ effect မှာနောက်ကျ mirror ဖွင့်လိုက်ပါပြီးဆိုရင်ကျွန်တော်တို့ဒီအနီရောင် high ပေါ့နော်အဲ့ဒါယူလည်းကျွန်တော်ချက်လိုက်ပါ Okay ကျွန်တော်အဲ့ဆိုဒီလိုမျိုးရလာပါလိမ့်မယ်ပြီးဆိုကျွန်တော်ပြန်ထွက်လိုက်ပါဒီ frame ကိုပြန်တော့ပြီးတော့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဘေးနားမှာအလွတ်တင်မရှိတော့ပေါ့နော်အဲ့မရှိတော့ဆိုရင်ကျွန်တော်ဒီမှာဒါကိုကျွန်တော်ကgraph ကိုဒီလိုမျိုးလေးပဲထားလိုက်မယ်အဲ့ဆိုဒီတိုင်းလေးရလာပါလိမ့်မယ်အဲ့ပြီးရင်ကျွန်တော်နောက်ကိုထပ်သွားပြီးတော့ angle ကို20လောက်ထိပြန်တော့ဒါမှမဟုတ်လည်း30လောက်ထိပြန်ထားထားလိုက်ပေါ့နော်ပြီးရင် exit ကိုလည်းကျွန်တော်တို့ဒီမှာကစားလို့ရတယ်ပေါ့နော် angle နဲ့ exit ကိုကြိုက်လို့ကစားလို့ရတယ်ကျွန်တော်ကတော့ angle ကိုအစမှလုပ်ပြီးတော့ exit ကိုနောက်မှလုပ်လိုက်တယ်ပြီးရင်ကျွန်တော် exit ကိုကျတော့45လောက်ထိထားလိုက်ပြီပေါ့နော်ရှေ့မှာ0နောက်မှာ45အလဲပြီးမှာပေါ့အဲ့ပြီးကျွန်တော် key frame လည်းခဏအတိုင်းပဲလုပ်လိုက်ပြီပေါ့နော် angle မှာလည်းအတိုင်းပဲကျွန်တော်လုပ်လိုက်မယ်အဲ့ဆိုကျွန်တော်ဒီလိုမျိုးလေးရလာပါလိမ့်မယ် Okay ကိုကြိုက်တယ်လို့ဒါတော့ကစားလို့ရတယ်ပေါ့နော်အဲ့ဒါပြီးကျွန်တော် effect ထည့်ပါမယ်
Okay ကျွန်တော်ဒီ group လေးကိုနှိပ်လိုက်ပါနော် group ကြီးကျွန်တော်တို့အစတစ်ခုထပ်ထည့်ပါမယ်အဲ့ဒါကတော့ကျွန်တော်တို့ random displacement လို့ခေါ်ပါတယ် move and transform နဲ့မှာကျွန်တော်တို့ဒီနားလေးမှာရှိပါတယ်အဲ့လိုကျွန်တော် standard ဆိုပြီးထည့်လိုက်ပါပြီးရင်ကျွန်တော်တို့ video ရဲ့အစမှာ keyframe တစ်ခုထားဒီနည်းနည်းလေးအလင်းမြောက်ခင်လောက်ထိကိုကျွန်တော်တစ်ခုထပ်ထားလိုက်ပါမယ်အဲ့မှာကျွန်တော်တို့ကအစမှာ80လောက်ထိထားပြီးတော့ကျွန်တော်ဒီမှာ0ထားလိုက်ပါမယ် evolution ကိုလည်းအတိုင်းပဲကျွန်တော်တို့ဒီမှာ80လောက်ထိထားပြီးတော့ဒီမှာ0ထားလိုက်ပါမယ်အဲ့ဆိုရင်တော့ကျွန်တော်ဒီတိုင်းလေးရလာပါမယ်အဲ့ဒါကိုကျွန်တော်တို့ဒီမှာမြန်တဲ့ဟာကိုပဲလောက်လိုက်ပါမယ် grad တွေကိုတော့ပြီးဆိုရင်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ဒီအစတုံးပြောင်းနေပြီးတော့ duplicate လုပ်လိုက်ပါလုပ်ပြီးဆိုရင်ကျွန်တော်တို့ဒီအောက်က C ပေါ့နော် C ကိုလည်းကျွန်တော်ပထမအစမှာကျွန်တော်တို့50လောက်ထိထားလိုက်မယ်ပေါ့နော်0.5လောက်ထိထားလိုက်မယ်0.5လောက်ထိထားပြီးဆိုရင်ကျွန်တော်ဒီနောက်က page တွားလိုက်ပြီးရင်ကျွန်တော်ဒီနောက်မှာ 0.2 လောက်ထိတွားထားလိုက်ပေါ့နော်အဲ့ဆိုရင်ကြာပြီကျွန်တော်နောက်ကျ scatter ကိုလည်းအတိုင်းပဲကျွန်တော်ဒီမှာ80လောက်ထိထားပြီးဆိုရင် keyframe ချkeyframe ချနောက်ကျရင်ဒီနောက်ထိတွားပြီးတော့ကျွန်တော်ဒီမှာလည်း30လောက်ထိထားလိုက်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးလေးရလာပါလိမ့်မယ်အဲ့လိုလေးရလာပြီဆိုရင်ကျွန်တော်နောက်တဲ့ effect ကိုနှိပ်လိုက်ပါဘလားလေးကနေပြီးတော့ကျွန်တော်ဒီမှာ motion blur ကိုတစ်ချက်သွားယူလိုက်ပါနော်ယူပြီးဆိုရင်ကျွန်တော်နောက်တဲ့ effect တစ်ခုထပ်နှိပ်ပါပြီးဆိုရင်ကျွန်တော်ဒီမှာ color and light ထဲကနေပြီးတော့ကျွန်တော် exposure camera ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးကျရင် exposure camera မှာစစချင်းမှာ keyframe တစ်ခုချပြီးကျွန်တော်ခဏနေရာမှာ keyframe တစ်ခုချပြီးဆိုရင်ကျွန်တော်ဒီနေရာမှာက1လောက်ထိထားလိုက်ပါနော်1လောက်ထိထားပြီးဆိုရင်ဒီနေတဲ့နေရာကိုကျွန်တော်အမြဲပဲလုပ်လိုက်ပါအဲ့ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးလေးရလာပါလိမ့်မယ်โอเคအဲ့လိုမျိုးလေးရလာပြီကိုကရှိတ်ပြီးအားမြတယ်ဆိုရင်ကျွန်တော်တို့effect ထဲထပ်သွားလိုက်ပါနော် effect ထဲသွားပြီးတော့ကျွန်တော်တို့ move and transform ထဲမှာosculate ဆိုတာရှိရပါတော့ osculate ကိုတစ်ချက်ယူလိုက် standard ကိုပဲယူပြီးဆိုကျွန်တော်တို့ပထမစစချင်းမှာ angle မဟုတ်ဘူးနော် frequency မှာစစချင်းမှာကျွန်တော်တို့က9လောက်ထိထားဟုတ်တယ်10လောက်ထိထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီအနောက်မှာတော့0ပေါ့နော်ကျွန်တော်တို့ magnitude ကိုလည်းဒီမှာ0ထားပြီး keyframe တစ်ခုချပြီးရင်ကျွန်တော်ဒီ 0သွားပြီးရင်ကျွန်တော်တို့ကဒီမှာ100လောက်ထိဖြစ်ထားလိုက်ပေါ့နော်အဲ့ဒါပြီးကျွန်တော်တို့ဒါကိုလည်းခဏအတိုင်းပဲ graph တွေကိုကျွန်တော်တို့အမြဲပဲထားလိုက်မယ်အဲ့ဒါကျွန်တော်တို့ဒီလိုမျိုးလေးရလာပါလိမ့်မယ်โอเคကျွန်တော်ဒါပြီးရင်တော့ video ကို export ထုတ်လိုက်ရမှာပဲကိုထည့်ချင်တဲ့ CC ပါရှိရင်ထည့်လိုက်လို့ရပါတယ်အဲ့လို CC ပါထည့်ပြီးတော့တခြားလုပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီအတေကလွတ်လွတ်လေးပါဒါကတော့ကျွန်တော်နောက်ဆုံးရလာတဲ့ final result လေးပေါ့နော် Então, baby, esse é o momento de não sentar